ကျွန်တော်တို့ပါတီအနေနဲ့ကျွန်တော်လည်းပါတီဝင်တယောက်ပေါ့ကျွန်တော်တို့ပါတီအနေနဲ့ကျွန်တော်တို့ဥက္ကဋ္ဌဒီကိုယ်စားလှယ်လောင်းတယောက်မဟုတ်တော့ရင်ရောကျွန်တော်နိုင်ငံတည်ဆောက်ရေးမှာကျွန်တော်တို့ဥက္ကဋ္ဌကြီးကဘယ်လိုအခန်းကဏ္ဍအထိဆောင်ရွက်နိုင်ခွင့်ရှိတာလဲကျွန်တော်သိချင်ပါတယ်ဟိုကျေးဇူးတင်ပါတယ်ရှင်ကတော့နော်ကျွန်မဒီလိုလေးအကုန်လုံးကိုကြည့်ပြီးတော့ပြောရအောင်ဟိုဆွေးနွေးပေးကြတာလည်းကျေးဇူးတင်ပါတယ်ရှင်နောက်မေးခွန်းမေးတာလည်းကျေးဇူးတင်ပါတယ်ဟိုဥပဒေအရတော့ပေါ့နော်ဒါရွေးကောက်ပွဲဥပဒေကဒီဟာ6ကြိမ်မြောက်ထွက်တာပေါ့ရှင်ဒီမှာမှပါသွားတဲ့ဥပဒေတစ်ခုကကျွန်မနဲ့ညှိတာပေါ့နော်ဒါပါတီနဲ့လုံးဝမသက်ဆိုင်ပါဘူးကျွန်မရဲ့မိသားစုစီးပွားရေးကိစ္စဖြစ်ပါတယ်ရှင်ပါတီနဲ့လုံးဝမသက်ဆိုင်ဘူးအဲ့ဒါလေးကိုကျွန်မဟိုပြည်သူလူထုနဲ့လည်းရိုးသားတဲ့ဆက်ဆံရေးတိဆောက်ခြင်းလို့ကျွန်မသတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့မှမီဒီယာအစုံနဲ့သတင်းစာရှင်းလင်းပွဲဟိုတာမန်အချိန်ထက်တောင်မှမီဒီယာပိုများပါတယ်ရှင်လာနားထောင်ပါတယ်ပြီးလို့ရှင်ဒါကိုလည်းကျွန်မ live လွှင့်ထားပါတယ်ရှင်ဆိုတော့လူတွေပေါ့နော်ကျမတို့နိုင်ငံသားတွေအကုန်လုံးကကျမတို့ဒီနိုင်ငံကြီးထဲမှာနေရတဲ့အချိန်မှာဒီနိုင်ငံရဲ့နိုင်ငံရေးပတ်ဝန်းကျင်စီးပွားရေးပတ်ဝန်းကျင်ဥပဒေမူဝါဒဝန်းကျင်ပေါ့နော်စသဖြင့်ဤပညာပတ်ဝန်းကျင်ပြီးတဘာဝပတ်ဝန်းကျင်တွေထဲမှာနေရတာပေါ့နော်ကျမဥပမာလေးပြောချင်တာကတော့ရေနဲ့ငါးလို့ပေါ့နော်ရေနဲ့ငါးလို့ဆိုလို့ရှိရင်ဒီရေကကြည်လင်တန့်ရှင်းနေမယ်ရေမှာရေတုညှဉ်းညမ်းမှုမရှိဘူးဆိုလို့ရှိရင်ရေညှိရေမော်တွေရှင်တန်ပေါက်ဖွားပြီးတော့မှဒီငါးတွေလည်းအစာအာဟာရများမယ်ငါးတွေအသက်ရှင်မယ်အသက်ရှည်မယ်ကျန်းမာမယ်အကောင်ကြီးမယ်အကောင်ရေအတွက်များမယ်ပေါ့နော်တကယ်လို့ဒီရေကတန့်ရှင်းမှုမရှိတော့ဘဲနဲ့ညဉ့်ညမ်းသွားတဲ့ရေတုဖြစ်သွားလို့ရှိရင်ဒီရေတုထဲမှာနေတဲ့ငါးတွေအကုန်လုံးကမကျန်းမာတော့ဘူးဟိုအသက်တိုးမယ်ပြီးအကောင်တွေသေးမယ်အကောင်ရေအတွက်နည်းကုန်မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမအနေနဲ့ကိုယ်ပိုင်စီးပွားရေးတော့ရှိပေမဲ့ကိုယ်စီးပွားရေးကိုလုပ်တာနဲ့မလုံလောက်ဘူးနော်တိုင်းပြည်ချမ်းသာဖို့ဆိုလို့ရှိရင်ကြီးပွားတိုးတက်ဖို့ဆိုလို့ရှိရင်ခုနဟိုရေနဲ့တူတဲ့ပေါ့နော်ဒီစီးပွားရေးဝန်းကျင်နိုင်ငံရေးဝန်းကျင်အစသဖြင့်ပေါ့နော်ဒီပတ်ဝန်းကျင်ကြီးကောင်းဖို့အရေးကြီးတယ်ဆိုတဲ့ဟာလေးပေါ့နော်ဒါလေးကိုကျွန်မယုံကြည်တဲ့အတွက်ကျွန်မနိုင်ငံရေးလုပ်တာဖြစ်ပါတယ်ရှင့်ဒါပေမဲ့ဟိုကံမကောင်းစွာပဲပေါ့နော်ကျွန်မတို့မြန်မာနိုင်ငံရဲ့ခုနဝန်းကျင်လေးပေါ့ဆိုလို့ရှိရင်ကျွန်မတို့2015မှာလုပ်တဲ့ project ကတကယ်တမ်းကျတော့ဒါသမ္မတဦးသိန်းစိန်လက်ထက်မှာအရင်ပဲတိုင်းပြည်ဖွံ့ဖြိုးတော့မယ်နောက်တစ်ဆင့်တက်တော့မယ်လို့ယူဆပြီးတော့လှုပ်လိုက်တဲ့ project ကကြီးသွားတယ်လို့ဖြစ်တာပေါ့နော်ကြီးသွားတယ်လို့ဖြစ်ပြီးတော့မှ2016ကျတော့အထက်မြင့်နေပိတ်တယ်လို့ပါလို့ပေါ့နော်အဲ့နောက်ပိုင်းလဲUS China trade war ဖြစ်တဲ့အခါကျတော့ဒေါ်လာဈေးတွေတက်တယ်နောက်အဲ့နောက်ပိုင်း covid ဆက်ဖြစ်တယ်နောက် covid ပြီးတော့လဲနိုင်ငံရေးအပြောင်းလဲဖြစ်တယ်နိုင်ငံရေးအပြောင်းလဲနောက်ပိုင်းမှာလဲဒီဘယ်လိုလဲဟိုပေါ့ရှင်ပြည်တွင်းရလူတွေတောင်မှနိုင်ငံဟိုထိုင်းတို့ဘာတို့မှသွားပြီးတော့မှဟိုရင်းနှီးမြုပ်နှံနေတာလေဒီကွန်ဒိုဝယ်တယ်တို့ဘာတို့အဲ့လိုမျိုးအခြေအနေဖြစ်တာပေါ့နော်ပြည်တွင်းမှာဈေးကွက်မရှိတော့တဲ့သဘောမျိုးဖြစ်တော့ကျမတို့မိသားစုကလည်းဒီအတွက်နဲ့ကျမတို့ရုန်းကန်နေရပါလားရှင်။နော်အဲ့ဒါကြောင့်မလို့ဟိုပေါ့နော်ဒီမေကွန်းကတော့ဒါကျမတခါတည်းပဲဖြေလိုက်တာလူရင်းတူရှင်လေးဆိုလို့ရှိရင်မေကွန်းကတော့ကျမအခုချိန်မှာပယ်ဖြတ်ခံထားရတယ်ပေါ့နော်ဒါကိုယ်စားလှယ်လောင်းမဟုတ်ဘူးကိုယ်စားလှယ်လောင်းမဟုတ်ပေမဲ့ကျမနိုင်ငံရေးပါတီဒီပြည်သူ့ရှေ့ဆောင်ပါတီရဲ့ဥက္ကဋ္ဌတူအနေနဲ့တော့ကျမဒီပါတီရဲ့အောင်နိုင်ရေးပေါ့နော်ဒါကျမတယောက်တည်းလဲဆောင်ရွက်လို့မရပါဘူးတူကောင်းတယောက်ကောင်းနဲ့ဆောင်ရွက်လို့ရတဲ့လုပ်ငန်းမဟုတ်ပါဘူးရှင့်။နောက်အဲ့ဒါကြောင့်မလို့ကျမတို့ရဲ့လုပ်ဖို့ကိုင်ဘက်တွေပေါ့နော်ကျမတို့ဗဟိုအမှုဆောင်ဗဟိုအလုပ်မှုဆောင်ဖွဲ့ဝင်တွေရှိတယ်တိုင်းဒေသကြီးပြည်နယ်မှာသက်ဆိုင်ရာအမှုဆောင်ဖွဲ့ဝင်တွေရှိတယ်ပြီးလို့ရှိရင်ကျမတို့ရဲ့ကိုယ်စားလှယ်လောင်းတွေပေါ့နော်ကိုယ်စားလှယ်လောင်းတွေအကုန်လုံးနဲ့လက်တွဲပြီးတော့မှကျမပါတီရဲ့ဥက္ကဋ္ဌတာဝန်အနေနဲ့ကျမအောင်နိုင်ရေးကိုဆောင်ရွက်နေပါတယ်ရှင့်ဆိုလို့ရှိရင်တော့ဥပဒေရလို့ပြောလို့ရှိရင်တော့ဥပဒေရလောက်တာတော့ဟိုကျမတို့ဥပဒေကိုလေးစားလိုက်နာပါတယ်အဲ့ဒါကြောင့်မို့ကျမကိုဟိုမနေ့ကနော်ဟိုကိုကြီးပြောတယ်ဦးမြင့်ထူးနောင်ကပြောတယ်ကျမအပြုံးတစ်ချက်မပြတ်ဘူးဆိုတာလေဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါကျမဥပဒေကိုလေးစားလိုက်နာတယ်ဆိုတာကိုကျမတက်သိပြချင်တာပေါ့နော်ဥပဒေကိုလေးစားလိုက်နာတယ်သို့တော်လည်းဒီဥပဒေတွေတရားချင်းမတရားချင်းကတော့ဟိုတခါလေကြလို့ရှိရင်ပြည်သူ့လွှတ်တော်လိုမျိုးအမျိုးသားလွှတ်တော်လိုမျိုးစသဖြင့်ပေါ့နော်ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့လွှတ်တော်မှာဥပဒေပြုခွင့်အာဏာရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျမတို့ကိုယ်စားလှယ်လောင်းတွေရွေးကောက်ခံပြီးတော့မှလွှတ်တော်ထဲရောက်သွားပြီဆိုရင်ဘာလုပ်ရမလဲဆိုရင်ကျမတို့ကပြည်သူဆိုတဲ့မျက်မှောင်တက်ပြီးတော့မှဒီအစိုးရတရက်ကနေပြဋ္ဌာန်းပြီးတော့မှပြည်သူလူထုကလိုက်နာမယ်ပြည်သူလူထုတွေအစဉ်ပြေရဲ့လားဆိုတဲ့မျက်မှန်တက်ပြီးတော့မှကျမတို့ကကြည့်ရမှာပေါ့ရှင်ဒါပြည်သူလူထုအတွက်ဒီဥပဒေတွေကတရားမျှတရဲ့လားလိုက်နာဖို့လို့အတွက်မလိုအပ်ပဲလိုက်နာခိုင်းနေတာလားဒီအောင်လိုက်နာခြင်းအဖြစ်
တခြားပေါ့နော်တခြားပေးဆက်ရတာတွေဘာတွေရှိလဲဆိုတာဒါတွေကျမတို့စမ်းစစ်ပြီးလို့ရှိရင်ကျမတို့ဥပဒေတွေကိုတရားမျှတအောင်လုပ်ရမှာပေါ့နော်ဆိုလို့ရှိရင်တရားမျှတတဲ့လူအဖွဲ့အစည်းကစီးလုံးညီညွတ်တဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်ရှင်လူအဖွဲ့အစည်းကလေနော်အဲ့ဒါကြောင့်မလို့ခုနကမေးခွန်းကတော့မေးသွားတာတော့ကျမဘယ်လောက်ထိတာဝန်ထမ်းဆောင်နိုင်လဲဆိုတာပေါ့နော်အဲ့ဒါတော့ဟိုပါပေါ့ရှင်ဥပဒေထဲမှာမပြထားရင်တောင်းမှာပေါ့လေဒါပေမဲ့ကျမတို့ကဒီနိုင်ငံရေးပါတီတစ်ခုတည်းလဲရပ်တည်လို့မရဘူးပေါ့နော်တခြားနိုင်ငံရေးပါတီရဲ့ကိုယ်စားလှယ်လောင်းတွေရွေးကောက်ခံကိုယ်စားလှယ်တွေလည်းလွှတ်တော်ထဲလာကြမယ်ပြီးလို့ရှိရင်တပ်မတော်လည်း25%ရှိတယ်ဆိုလို့ရှိရင်ဒါဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးတော့မှဘယ်သူကတော့ဘယ်လိုတာဝန်မျိုးထမ်းဆောင်တဲ့နယ်ဆိုတာမျိုးအများသဘောတူတဲ့ပုံစံနဲ့ပေါ့နော်ဒါမျိုးလေးသွားအောင်မှာဖြစ်ပါတယ်ရှင့်ကျမအနေနဲ့တော့ဘာမှစိတ်ထဲမှာကျမအခုပီတိဖြစ်တာလေခုနကဟိုလည်းပြောသွားနော်ကိုလင်းဆိုလည်းပြောသွားတယ်ဒီရွေးကောက်ပွဲကိုပဲအာယုံစိုက်နေရမဟုတ်ဘဲနဲ့နောက်မျိုးဆက်တွေအတွက်လုပ်တယ်ဆိုတာကျမရဲ့အဓိကရည်ရွယ်ချက်ကအဲ့ဒါပါပဲရှင့်ကျမဟိုပါပေါ့အင်္ဂလိပ်လိုလည်းရှိတယ် politics is intergenerational ဆိုတာလေဆိုလို့ရှိရင်နိုင်ငံရေးဆိုတာဖြည်းဖြည်းနဲ့မှန်မှန်ပဲသွားရမယ်တနိုင်ငံလုံးရဲ့အရေးဆိုတော့ပြောင်းခြင်းလည်းဖြည်းဖြည်းပဲပြောင်းရမယ်ကျမတို့ဒီ cycle 꿰တာနဲ့ကုန်ကားကြီးတွေ꿰တာနဲ့မတူဘူးလေဖြည်းဖြည်းပဲ꿰ရတယ်အဲ့လိုနိုင်ငံကကြီးလွန်းတဲ့ခါကျတော့ကျမတို့ကမြန်သွားလို့ရှိရင်ဒါအဆင်မပြေနိုင်ပါဘူးဖြည်းဖြည်းနဲ့မှန်မှန်ပဲသွားရမယ်ဆိုလို့ရှိရင်အဖိုးလက်ထက်ကလုပ်ခဲ့တဲ့ကိစ္စတွေမြီးလက်ထက်ကျမှပဲအကောင့်ထဲပေါ်တာလဲဒါလည်းဖြစ်နိုင်တာပေါ့နော်သို့တော်လည်းတိတ်နှေးလွန်းလည်းမကောင်းပါဘူးရှင့်ဆိုလို့တိတ်နှေးလွန်းလည်းတခြားတိုင်းပြည်တွေကကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံတွေကတိတ်ကိုမှအဖွံ့မျိုးတိုးတက်တာမြန်ဆန်နေတဲ့အချိန်မှာကျမတို့တအားနှေးရင်လည်းအရန်နောက်ကျခဲ့မှာပေါ့နော်ဆိုလို့ရှိရင်အဲ့ဒါလေးပါရှင်ကျမအနေနဲ့တော့ဘာမှမမျှော်လင့်ထားပါဘူးသို့တော်လည်းပြည်သူလူထုကနေပြီးတော့မှခုနဟိုဒီအကိုကြီးတယောက်လဲဆွေးနွေးတာပေါ့နော်ကျမနောက်တစ်ခေါက်ရှမ်းပြည်လာရင်နိုင်ငံအကြီးအကဲနေနဲ့လာပါဆိုကျမလည်းတော်တော်လဲအားနာပါတယ်ရှင်ဟိုကျမအကျေးဇူးလဲတင်ပါတယ်သို့တော်လဲတော်တော်လဲအားနာပါတယ်ကျမလည်းကိုယ်စီဝါရေးကိုရုန်းကန်နေရတဲ့ချိန်လဲဖြစ်တယ်နောက်တစ်ခုကတော့ဒီနိုင်ငံတစ်ခုဥဆောင်ဖို့ဆိုတာလဲကျမတို့ပါတီတစ်ခုတည်းနဲ့လည်းမရပါဘူးရှင်အဲ့လိုသဘောတော့ရှိပါတယ်ဆွေးနွေးတိုင်ပင်ရမယ်ညှိနှိုင်းရမယ်အချင်းချင်းအပြန်အလှန်လက်ခံနိုင်တဲ့အနေထားမှာရှိရမှာဖြစ်ပါတယ်ရှင်။နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့တိုင်းရင်းသားတွေအခန်းကဏ္ဍအပေးတိုင်းရင်းသားလက်နက်ကိုင်တွေပဲဖြစ်ဖြစ်ကျွန်မစကားပြောကြည့်ခြင်းနဲ့အဲ့လိုပေါ့နော်ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်းနဲ့ဒီနိုင်ငံရေးအရာဆုံးဖြတ်ချက်တွေကျွန်တော်တို့နိုင်ငံအတွက်ကောင်းဖို့အတွက်ဆုံးဖြတ်ချက်တွေဟာအကုန်လုံးဆွေးနွေးညှိနှိုင်းပြီးတော့မှကြည်ကြည်နက်နက်နဲ့ဟိုပေါ့သဘောတူကြတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါဆိုရင်တော့ကျမတို့လူတိုင်းကလိုက်နာမှာပေါ့ရှင်ဆိုလို့ရှိရင်ခုနကဒီကျမတို့တွဲဘက်ထွေထွေတွင်ရမှုဦးတင်မောင်ကြီးလဲတအားကျေးဇူးတင်ပါတယ်ရှင်ကျမတို့ပါတီတွင်းမှာဘာနဲ့ဆောင်ရွက်လဲဆိုကျမတို့ကစုပေါင်းဦးဆောင်ခြင်းစုပေါင်းဆွေးနွေးတိုင်ပင်ခြင်းပေါ့နော်ပြီးလို့ရှိရင်စုပေါင်းဆုံးဖြတ်ခြင်းစုပေါင်းဆွေးနွေးတိုင်ပင်ပြီးတော့မှအားလုံးကသဘောတူပြီးဆုံးဖြတ်ထားတဲ့အတွက်လူတိုင်းမှာအကောင့်ထဲပေါ်ဖို့တာဝန်ရှိပါတယ်ပြီးလို့ရှိရင်လူတိုင်းကကြည်ကြည်နက်နက်နဲ့ဝိုင်းဝန်းပြီးတော့မှဟိုတက်ကြွကြွနဲ့အကောင့်ထဲပေါ်ပြီးလို့ရှိရင်အောင်မြင်မှုကလည်းလူတိုင်းနဲ့ဆိုင်တာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ကျမတို့ဟိုပေါ့နော်နည်းနည်းပါးပါးလိုအပ်ချက်ရှိလို့သင်ခန်းစာယူရမှာဆိုလို့ရှိရင်လေလိုအပ်ချက်ရှိလို့လိုအပ်သွားတယ်ပေါ့နော်ကျမတို့ရီမန်းတဲ့အတိုင်းမဖြစ်ရင်လည်းကျမတို့ဒါကိုပြန်သုံးသပ်ပြီးသင်ခန်းစာယူပြီးနောက်ဒီလိုအမှားမျိုးမဖြစ်အောင်နောက်ဒီလိုလိုအပ်ချက်မျိုးမဖြစ်အောင်ဘယ်လိုဆောင်ရွက်မလဲဆိုတာ ਨੇ ဒီလိုနဲ့သွားနေတာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့ကျမတို့ပါတီကပြောမယ်ဆိုရင်စီလုံးညီညွတ်ပါတယ်တယောက်နဲ့တယောက်လက်ညှိုးထိုးတာမရှိပါဘူးသို့တော်လဲပေါ့နော်ဒါလူတွေဖြစ်တဲ့အတွက်တော့လူတွေဖြစ်တဲ့အတွက်တော့လူတွေရှိရင်တော့ပြဿနာတော့ရှိတယ်သို့တော်လဲဒီအသေးဖွဲလေးတွေကိုကျမတို့ဂယုမဆိုင်ကြပဲနဲ့အသေးဖွဲလေးတွေကိုကျမတို့ဟိုတယောက်နဲ့တယောက်နှစ်သိမ့်ထိန်းချောင်းခြင်းအပြင်သွားပြီးတော့မှအရေးကြီးတဲ့နိုင်ငံအရေးကိုပဲခေါင်းထဲမှာထားပြီးတော့ဆောင်ရွက်စေချင်တာဖြစ်ပါတယ်ရှင်ဟိုမေးတဲ့သူရဲ့စေတနာကိုကျမနားလည်ပါတယ်ဒါပေမဲ့ကျမမဖြစ်နိုင်တဲ့အတွက်ကျမတောင်းပန်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်